နမကြီးအလူကျော် French fry ကိုအိမ်မှာကိုယ်တိုင်လှူစားကြရအောင်နော်ကကအောင်မင်္ဂလာတဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နမကြီးကြက်ကြော်ဆိုင်တွေမှာတွဲရောင်းလေးရှိတဲ့ French fry အလူကျော်ကိုမိမိအိမ်မှာပဲအလွတ်တကူလှုပ်လို့ရတဲ့နည်းလေးကိုလာမျှဝေသွားမှာဖြစ်ပါတယ်ရှင်အရင်ဥဆုံးအလူတွေကိုအခုခွာပြီးတော့ရေနဲ့တန့်စင်အောင်ဆေးပေးရမှာဖြစ်ပါတယ်ရှင်ပြီးမှတစ်ခါပြန်ပြီးအနေတော်အချောင်းလေးတွေဖြစ်အောင်ပြန်ပြီးတော့လီးပေးရမှာဖြစ်ပါတယ်ရှင်အချောင်းလေးတွေချောင်းပြီးပြီဆိုတော့တစ်ခါပြန်ပြီးတော့ထပ်ခါရေနဲ့ပြန်ဆေးပေးရမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးတန်းစင်းနေအောင်ဆေးပေးရမှာပေါ့နော်အပြူဖြူတွေကုန်သွားတဲ့အထိပေါ့နော်တန်းစင်းပြီးဆိုတော့ရေနွေးဆူဆူထဲမှာ4မိနစ်လောက်ပြုတ်ပေးရမှာဖြစ်ပါတယ်ရှင်အကြာကြီးပြုတ်เสียမလိုဘူးနော်နာရီကိုကြည့်ပေးရမယ်နော်ဒီနေရာမှာအချိန်ပြည့်ပြီဆိုတော့ယူထုတ်ပြီးတော့တစ်ခါပြန်ပြီးတော့ရေအေးနဲ့ပြန်ဆေးရမှာဖြစ်ပါတယ်ရှင်ရေခဲရေရှိတဲ့သူတွေဆိုရင်တော့ရေခဲရေနဲ့စိမ်လို့ရတယ်နော်အပူတွေပြောက်တဲ့အထိဆေးပေးပြီးတော့ဒီလိုပါဝါနဲ့6နှစ်အောင်တုပ်ပေးရမှာဖြစ်ပါတယ်ရှင်တကယ်လို့မိမိမှာအစားအစာတုပ်တဲ့တိချူတွေရှိရင်လည်းဒီလို6နှစ်အောင်တုပ်လို့ရပါတယ်နော်ကျမကတော့မရှိလို့ဒီလိုနည်းနည်းပပတုပ်ပြီးတော့နေပူထဲမှာနိုင်ဝက်လောက်လန်းထားမှာပေါ့နော်နေပူထဲလမ်းပြီးဒီလိုအနေအထားရလာတော့ဘောနော်မကြောက်ခင်မှာတစ်ခါပြန်ပြီးတော့ကော်မုံနဲ့ထပ်လူရပါတယ်ရှင်ကော်မုံလည်းအနှဲငယ်လေးလူပါမယ်နော်အများကြီးလည်းထက်เสียမလို့ဘူးပေါ့နော်ကော်မုံလူတဲ့အခါမှာလည်းလက်နဲ့ပဲငင်တတလေးပုတ်ပေးပေါ့နော်အလုံးတမအောင်နေပြီဆိုတော့ကြော်ဖို့ပင်စင်လို့ရပါပြီနော်စီပူပူထဲမှာပဲနှစ်ခါပြန်ကြော်ရမှာဖြစ်ပါရှင်ပထမတစ်ခါမှာတော့3မိနစ်လောက်ကြော်ပြီးတော့ဆယ်ထုတ်ပေးပါတယ်ရှင်ဆယ်ထုတ်ပြီးတော့ခဏလေးအေးခံပြီးတော့တစ်ခါပြန်ကြော်ရတာပေါ့နော်နှစ်ခါကြော်တဲ့ခါမှာ9မိနစ်လောက်ကြော်ပြီးတော့ရွှေရောင်တန်းလာတဲ့အထိပေါ့နော်ဒီလိုအနေအထားဆိုရပါပြီရှင်အရတာအသွဲကတော့ဒီလိုပူပူတဲ့အချိန်မှာစားလေးဖြူပြီးတော့ခါပေးရမှာဖြစ်ပါတယ်ရှင်ဒီလောက်အနေအထားဆိုစားလို့ရပါပြီပေါ့နော်အရန်စားလို့ကောင်းတဲ့French fry အလူကျော်အိမ်မှာပဲလလတ်ဆက်ဆက်ကိုယ်တိုင်လှုပ်စားလို့ရပါပြီနော်